ရက်ဆက်ကားတစ်စီးလောက်ဝယ်ဖို့စဉ်းစားနေရဆိုရင်လေအခုနောက်ပိုင်းရွေးစရာတွေကတအားများလာတော့ဘယ်ကစရမယ်မသိခေါင်းရှုံနေနိုင်ပါတယ်ကိစ္စမရှိပါဘူးဒီနေ့မှာတော့2025ခုနှစ်အတွက်အကောင်းဆုံးကားတွေကိုပဲတည်တံ့ရွေးထုတ်ပြီးတစ်စီချင်းပြပြသွားမှာပါခဏလေးအတိတ်ကိုတန်းကြည့်လိုက်ရအောင်လွန်ခဲ့တဲ့တိမကြတဲ့ကာလအထိပေါ့နော်လျှက်စစ်ကားဆိုတာရွေးစရာလက်တစ်ဆက်တော့မပြည့်ခဲ့ဘူးအခုတော့ကြည့်လိုက်ပါအောင်โอเคမှာဆိုရင်တော့ပုံစံအမျိုးမျိုးအဲ့ဒါစားဆောင်နဲ့ EV model အတစ်တွေဈေးကွက်ထဲကိုတကယ်ကိုအလုံးအယက်နဲ့ဝင်လာနေရပါဆိုတော့ဒီလောက်များပြားတဲ့ကားတွေကြားထဲမှာဘယ်ကားကတကယ်ကောင်းလဲဘယ်ကားကကိုယ်နဲ့ကန်ညီမလဲဆိုတာတီဘိုကတော်တော်ခက်သွားပြီအဲ့ဒါကြောင့်ဒီတစ်ခေါက်မှာတော့အဲ့ဒီကားတွေအားလုံးနဲ့တာမှာတကယ်ကိုဝယ်ဖို့ထိုက်တန်တဲ့အကောင်းဆုံး EV တွေကိုပဲတိတိကျကျရွေးထုတ်ပြီးလေ့လာကြည့်ကြရအောင်ကဲအကောင်းဆုံးကားတွေရဲ့အစင်တက်မဲ့ချက်တွေကိုမစခင်ပါလေအနာဂတ်မှာဘာတွေမျှော်လင့်ထားလို့ရမလဲပြီးတော့အခုလောလောဆယ်မှာတော့ဘယ်လိုကားမျိုးတွေကိုတော့ရှောင်ထားတယ်လဲဆိုတာကိုအရင်ဆုံးပြောပြချင်ပါတယ်ဒါကလည်းအရေးကြီးတာမို့လို့ပါ EV လောကဆိုတာကအငယ်တန်းပြောင်းလဲနေတာပါမကြခင်မှာဒီစရင်ကိုတော့ပြောင်းပြန်လာပေးနိုင်တဲ့ကားတက်တယ်ထွက်လာဖို့ရှိနေပါတယ်ဥမာ Renault 4နဲ့ Kia EV4 တို့ကားတွေပေါ့အထူးသဖြင့်အရင် model ကအရန်ကောင်းခဲ့တော့အားလုံးကမျှော်လင့်ချက်ကြီးကြီးနဲ့စောင့်ကြည့်နေကြတဲ့ BMW iX3 အသက်လည်းပါတာပေါ့ကဲဟုတ်ပြီနောက်တစ်ခုကတော့ချက်ချင်းအတုံးဝက်မဲ့အကြံဉာဏ်လေးတစ်ခုပေါ့လောလောဆယ်မှာတော့ရှောင်ထားတဲ့ EV ကားနှစ်စီးချောင်းပြောပြပါမယ်ပထမတစ်စီးက Skywell B11 ပါမောင်းရတာကလည်းတော်တော်ဆိုးတယ်သူ့ရဲ့ control screen ကတုံးရတာအဆင်မပြေဘူးပြီးတော့ခင်မီဘေကင်းရေးစနစ်ဒီလည်းလုံလောက်လောက်မပါဘူးနောက်တစ်စီး Lexus UX 300E ကတော့နောက်ခန်းကကျင်းပစ္စည်းထဲတဲ့နေရာကတင်းငယ်ပြီးတော့အဓိကအချက်ကတစ်ခါအားသွင်းရင်မိုင်းတန်50လောက်ပဲမောင်းနေတာကြောင့်ခရီးဝေးတော့မယ်ဆိုရင်တော့လုံးဝအဆင်မပြေပါဘူးကဲအားလုံးစုံမျှော်နေကြတဲ့အဓိကအပိုင်းကိုရောက်လာပါပြီအခုချက်ချင်းဝယ်ယူလို့ရနိုင်တဲ့အကောင်းဆုံးလက်စစ်ကား10စီးကိုအဆင့်10ကနေစပြီးတစ်စီးချင်းကြည့်လိုက်ကြရအောင်အဆင့်10နေရာမှာရပ်တည်နေတာကတော့ BMW iX ပါဒီကားကလည်းအတွင်းခံကခြေခြေဝန်းဝန်းနဲ့အရန်ကိုတတ်တာရှိတယ်တကယ်ကိုဇိမ်ခန့်ကားရင်းရဲ့ခန်းစားချက်ကိုအပြည့်အဝပေးနိုင်ပါတယ်မကြသေးခင်ကမှသူရဲ့ power နဲ့စွမ်းဆောင်ရည်ကိုပိုကောင်းအောင်အဆင့်ခင်တင်မှုတွေလုပ်ထားသေးတယ်ဒါပေမဲ့တခုရှိတာကဈေးနှုန်းကတော့အတော်လေးမြင့်နေပါတော့ရှိနေတယ်ဆိုတာကိုတော့ထည့်စဉ်းစားရမှာပေါ့အဆင့်ကိုကတော့ယွန်းတဲ့ Insta ပါမြို့ထဲမှာပဲနေစင်ထုံဖို့ကားတဲတဲလေးတစ်စီးရှာနေဆိုရင်တော့ဒါကအကောင်းဆုံးရွေးချယ်မှုတွေတစ်ခုလို့ပြောလို့ရတယ်မောင်းရတာတက်တာရှိတယ်ပတ်ပတ်လက်ကိုလည်းကောင်းကောင်းမြင်ရတော့မောင်းရလိုရတယ်ပြီးတော့ဇင်းဝဲရလည်း EV ကားတစ်စီးအတွက်တကယ်ကိုတန်ဖို့ရှိတဲ့ကားတစ်စီးပါအဆင့်ရှစ်နေရာမှာကတော့ performance ကားတွေဘီယန်လို့တော့တင်ဆိုင်ရမယ် Porsche Taycan ပါပဲဒီကားကမောင်းနေမှုကအလုံးတိကျပြီးတော့သူ့ရဲ့ range ကလည်းတကယ်ကိုအမှန်ခံပါပဲဇာတ်မှမြင်ရတဲ့အတိုင်းပဲသူနေမျိုးရိုးဗီဇချင်းတိတ်မကွာတဲ့ Audi e-tron GT နဲ့ရှင်ရင်တော့ Taycan က performance ဘက်မှာထိတ်ဆုံးမှာဆက်ပြီးတော့ဥဆောင်နေတော့မှာပဲဇင်ခံကားတွေရဲ့အထုခိတ်လို့ပြောရမယ် BMW i7 ကတော့အဆင့်ခုံးမှာရှိနေပါတယ်အထူးသဖြင့်ကိုယ်တိုင်မမောင်းပဲနောက်ခန်းမှာတတ်လိုက်ပါစီးနှင်းချင်းတဲ့သူတွေတော်တော်အကောင်းဆုံးပါပဲနောက်ခန်းမှာရုပ်ရှင်ရုံတစ်ခုလိုခန်းစားရအောင်ဖန်တီးပေးနိုင်တဲ့ AR မှာ screen ကြီးတောင်ထည့်လို့ရသေးတယ်ဒါပေမဲ့ဟုတ်ပါတယ်ဒီလိုဇင်ခံပစ္စည်းတွေအတွက်တော့ဒီစီရင်ထဲမှာဈေးနှုန်းအမြင့်ဆုံးကိုပေးရမှာအတိအကျပါပဲမိသားစုအကြီးကြီးရှိလို့ပဲဖြစ်ဖြစ်ပစ္စည်းများကြီးတည်ဖို့နေရလို့ပဲဖြစ်ဖြစ် VW ID bus ကတော့အဆင့်6နေရာမှာအသင့်တော်ဆုံးပါပဲသူ့ရဲ့အဓိကအားသာချက်ကတော့ကြီးမားကျယ်ဝန်းတဲ့အတွင်းခန်းနဲ့ပြိုင်ဘက်ကနဲ့လက်တွေ့အသုံးဝင်ဖို့ပါပဲခုဆိုရင်ထိုင်ကုန်ခုမလုံးပါတဲ့ version အောင်ရနေပြီမောင်းနေရတာကလည်းတက်တုံတက်တာနဲ့တည်တည်ငြိမ်ငြိမ်ရှိလာပါတယ်အဆင့်9နေရာကိုရောက်လာပါပြီဒါကတော့ style လက်ကျလက်တွေ့လက်အသုံးဝင်တဲ့ Renault Scenic ပါဒီကားရဲ့အဓိကဆွဲဆောင်မှုကသူ့ရဲ့ range ပါပဲဒီစရာမှကြည့်လိုက်ရှင်းလည်းမြင်နိုင်ပါတယ်တရားဝင်ကျင်ညာထားတဲ့ range နဲ့လက်တွေ့စမ်းသပ်မောင်းနေမှုမှာရရှိတဲ့ range ကသိပ်ပြီးတော့ကွာမသွားဘူးဒါကခီးဝေမကြာခဏသွားရတဲ့သူတွေအတွက်တော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပါအဆင့်၄နေရာကိုတော့ Kia EV3 ကပိုင်ဆိုင်သွားပါတယ်ဒီကားကိုကြီးတဲ့ SUV အသေးစားလို့တောင်ခေါ်လို့ရတယ်ဆိုလိုတာကမိသားစုတစ်စုလုံးအတွက်နေရာကကြည်ကြဲဝန်းဝန်းရှိတယ်မောင်းရတာကလည်း suspension အပြောစားလေးကြောင့်အလုံးကိုတက်တာရှိပါတယ်အားလုံးထဲမှာအရေးကြီးဆုံးကဇင်းတို့အင်အားလည်းတကယ်ကိုတန်တယ်ပြီးတော့ Kia ရဲ့နာမည်ကြီး9နှစ်အာမခံကလည်းစိတ်အေးရစေတဲ့အပိုလက်ဆောင်တစ်ခုလိုပါပဲထိတ်ဆုံး3စီးထဲကိုဝင်ရောက်လာပါပြီအဆင့်3ကတော့ Skoda Elroq ပါဒီကားကို best on 2 channel ကားတစ်စီးလို့ဘာကြောင့်ခေါ်ကြလဲဆိုတော့သူကတက်တာရှိမှုလက်တွေ့ကြမှုပြီးတော့ဓာတ်မို့ရှိမှုဒီချက်3ချက်လုံးကိုပြည့်စုံအောင်ပေါင်းစပ်ပေးထားတော့ပါပဲဒုတိယနေရာမှာကတော့အားလုံးနဲ့ယဉ်နီးပြီးသားဖြစ်တဲ့ကားတစ်စီး Tesla Model 3ပါပဲပထမဆုံးထော်လာတော့ကဈေးကွက်တစ်ခုလုံးကိုပြောင်းလဲပေးခဲ့တဲ့ကားတစ်စီးပေါ့အဲဒီနောက်မှာလည်း2023ခုနှစ်မှာအကြီးစားအဆင့်မြင့်တင်မှုတွေလုပ်ခဲ့တယ်အဲဒီမှာ range ရောမောင်းနေရတဲ့ခံစားမှုရောပိုကောင်းလာတယ်ဒါကြောင့်လည်းအခုချိန်အထိလုံးဝခင်မမီတော့တဲ့ပုံမပေါက်ဖဲထိတ်တန်းပြိုင်ပဲတူအထိဆက်လက်ရည်တည်နေနိုင်တာပါ
Model 3ကိုဒီလောက်ထိလူကြိုက်များနေတော့မယ်ဆိုတဲ့အကြောင်းရင်းတွေကရှင်းပါတယ်။သူပြန်ပြတဲ့နေရင်လိုင်းရင်စိတ်နှုန်းကအရန်ကိုတက်နေတော့မယ်။ပြီးတော့ Tesla ရဲ့မြန်ဆန်ပြီးယွန်ကြီးစိတ်ချရတဲ့ Supercharger အားသွင်းကွန်ရက်ကြီးကိုသုံးနိုင်တာကြောင့်နေ့စဉ်ဘဝမှာအသုံးပြုရအလွယ်ကူဆုံး EV ထက်ကတစ်စီးဖြစ်ရှိနေစင်ပါ။ဒါကတကယ်ကိုအားတာချက်ကြီးတစ်ခုပါ။ ကဲအားလုံးတည်ကျနေကြပြီထင်ပါတယ်2025ခုနှစ်တဲ့အကောင်းဆုံးလက်စစ်ကားနံပါတ်7နေရာမှာဘယ်ကားကရက်တည်နေမလဲ ကဲအနိုင်ရသွားတာကတော့ Renault 5 ပါပဲ။ဘာကြောင့်လဲဆိုတော့ဒါဟာရှာပါပါစိတ်ခံစားခြင်းနဲ့ယွတ်တိ heart နဲ့ head နှစ်ခုလုံးကိုဆွဲဆောင်နိုင်တဲ့ EV တစ်စီးဖြစ်နေလို့ပါပဲ။သူ့ရဲ့စမ်းသစ်ပြီးချစ်စရာကောင်းတဲ့ retro ပုံစံကနှလုံးသားကိုဖန်ဆားတယ်။တစ်ချိန်တည်းမှာပဲလက်တွေ့အသုံးဝင်တဲ့ reach ခင်မိတဲ့အသွင်ခံပြီးတော့မယုံနိုင်လောက်ဆရာကောင်းတဲ့ဈေးနှုန်းကဥနှုံကိုသဘောကျစေပြန်ရော တကယ်တော့ Renault 5ရဲ့အောင်ပွဲကရှင်းရှင်းလေးပါပဲသူကဈေးခွက်ထဲမှာအစွမ်းထက်ဆုံးဖြစ်ဖို့ဒါမှမဟုတ်အကြီးဆုံးဖြစ်ဖို့မကြိုးစားခဲ့ဘူးအဲ့ဒီအစသူကတာမန်ကားသုံးဆွဲသူတွေအတွက် stand ကြော့တယ်မောင်းလို့ပြောစရာကောင်းတယ်ပြီးတော့အဓိကကလက်လက်မိနိုင်တဲ့ဈေးနှုန်းနဲ့ထူးချွန်တဲ့ package တစ်ခုကိုပေးစွမ်းနိုင်ခဲ့တယ်ဒါကြောင့်ပဲတစ်နှစ်တာအကောင်းဆုံးကားစုကိုထိုက်တန်ရရှိသွားတာပါဆိုတော့လေဒီနေ့တဲ့အကောင်းဆုံးကားကစွမ်းဆောင်ရည်အမြင့်ဆုံးကားမဟုတ်ပဲတန်ဖိုးအရှိဆုံးကားဖြစ်လာတာကိုကြည့်ချင်းအားဖြင့်ဒါက EV ဈေးဝယ်ရဲ့ပြောင်းလဲတစ်ခုကိုညွှန်ပြနေတာများလားအမြင့်ဆုံးအဝေးဆုံးဆိုပြီးရှင်ပြန်ကြတဲ့ခေတ်ကကောင်းဆုံးသွားပြီလားဒါတော့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းတစ်ခုပြချန်ထားခဲ့ကြပါတယ်